Yamangeriga, the person name, Yoni Jara lady, she Damuri Balujabo, Teacher Lila, Odemola, Bana Ibale, Gone Lucide, my Gone Lucide, a le Shide. Oh, Uzino Yahanda Garomia, a Bible Gile, my Gone Lucide, Gone Lucide, le Shide. Duragomia Uzino, Shisia Rojimia, a Sushira Lebo. မင်းကဲတာလေးကြားဘူးလေဗျ။ဘုန်းကြီးဘလောက်စိုးနေနေဥပမာကိုပြောတာနော်။ဆရာတော်မြတ်ဘုန်းကြီးများဘလောက်စိုးနေနေတဲ့။အဲ့ဒီဆိုတာလူကောင်းတဲ့လောက်တော့ရှိသေးတယ်တဲ့။ဗါတယ်။ဘုန်းကြီးဘလောက်စိုးနေနေဘာလို့လူကောင်းတဲ့လောက်တော့ရှိသေးတယ်။ဘာကြောင့်လဲ။အကြောင်းပြချက်ကလေးရှိတာပေါ့သူတော်ကောင်းများ။အော်ဆရာတော်တွေကဘာလို့ဝင်ပြီးစီကံဥပဒေနဲ့တာတွေနဲ့သူ့ဟန်နဲ့သူတတ်မှတ်ထားတာမရှိဘူးလားရှိတာပေါ့လိုက်နာနေရတာလေတချို့ဥစ္စာမသိပဲနဲ့တတိမထားပဲနဲ့ပါပြီးတော့ကျူးလွန်ပြီးသွားတာလည်းမရှိဘူးလားရှိတာပေါ့ဦးဇင်းတို့ယဟန်တန်ဃာတော်များအာမဏေသီလရှင်များဒီပုဂ္ဂိုလ်တွေကတကယ်ထိန်းရတာဒီလိုကောင်းများတကယ်ထိန်းရတာမထိန်းလို့မရဘူးဒါကမှဦးဇင်းတို့ပြုပြင်လို့ရတဲ့အပြစ်မျိုးဆိုလို့ရှိရင်တော့သူတို့ကောင်းများမသိကြအောင်စောင်းနေသူ့အကုသိုလ်ကိုအကုသိုလ်မဖြစ်စေနဲ့ပေါ့မယင်လားအဲ့ဒါပေါ့ဦးဇင်းတို့ကဘာသာရေးနဲ့ပတ်သက်လို့ရှိရင်တော့တက်နိုင်မများတော့ကာဝယ်ရတာပေါ့စောင့်ရှောက်ရတာပေါ့သူတို့ကောင်းများကြီးနောက်ပိုင်းခေတ်ကာလရောက်လာတဲ့အခါဘာသာရေးကိုခုတုံးလို့ဘာသာရေးကိုမိုင်းတိုက်ဟုတ်လားဘာသာရေးကိုနင်းချေးနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်မလုပ်ကြပါနဲ့အဲ့ဒါကိုတော့ဘာဖြစ်တော့ခွင့်လွှတ်ပေးကြပါဘာသာရေးနဲ့ပတ်သက်လို့ရှိရင်လေမလုပ်ကြပါနဲ့နော်ကဲဟုတ်ပြီထားလိုက်တော့သူတော်ကောင်းများရေတရားကိုစောင့်ရှောက်ရင်ဘာဖြစ်တော့တရားကပြန်ပြီးစောင့်ရှောက်ပါတယ်နော်ဘုရုံးကဆိုရင်သူတော်ကောင်းများဦးဇင်းတို့မြန်မာနိုင်ငံရဲ့ပညာရေးကဦးဇင်းတို့ဘာကပညာရေးကနေပြီးတော့အခြေပြုလာခဲ့တာဟုတ်တယ်နော်ယဉ်ကျေးမှုဒလိထုံးစံစာပေယဉ်ကျေးမှုဒါတွေကဘယ်ကလာတော့ဘာကယဉ်ကျေးမှုကနေလာခဲ့တဲ့သမိုင်းကြောင်းအစဉ်ဆက်တွေရှိခဲ့ပြီးသားဦးဇင်းတို့လည်းခုလိုဦးဇင်းတို့ဆိုတာခေပညာရက်တွေထဲမှာပါတယ်ပြောပါတော့တက်တယ်လို့ပြောတာမဟုတ်ဘူးနော်ခေပညာရက်ခွဲရတယ်ပေါ့သို့တော့ဦးဇင်းတို့ကြီးပြင်းလာတဲ့ဘဝကဘာကပညာသင်ကြားရေးကျောင်းကဘာကဆိုတာဘာလို့ဘုံကြီးကျောင်းကနေပြီးတော့ဦးဇင်းတို့ကာကြီးကာဝေး ABC တက်တဲ့တော့ဒီကနေစခဲ့ရတဲ့ဘဝတွေဟုတ်လားသူဘာသူအရွယ်ရောက်လာတော့ကြတော့ကိုတခြားဦးဇင်းတို့ဆိုလို့